ဒီနေ့မှာတော့ဆိုင်ကယ်မျိုးစုံတွေကမှကျွန်တော်အကြိုက်ဆုံးဆိုင်ကယ်တစ်စီးနဲ့မိတ်ဆက်ပေးပြစေညိုကီတို့လည်းအကြိုက်တွေ့စေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်ဒီဆိုင်ကယ်လေးကတော့စိုက်ကလုံးရမ်းဒီအမျိုးအစားလေးပဲဖြစ်ပါတယ်ဗျာဒီဆိုင်ကယ်လေးရဲ့အားသာချက်ကလေးတွေကိုကျွန်တော်အနည်းငယ် sharing လေးလုပ်ပေးချင်ပါတယ်နံပါတ်1အနေနဲ့စီစားတသားမယ်နံပါတ်2ကျင်းစင်စိတ်လေးလည်းနဲမယ်နံပါတ်3 highway သွားလာသူတွေအတွက်ပို့ပြီးတော့တင့်တော်ပါတယ်နံပါတ်4ကတော့ရှိုးစီအကျန်းစီ2မျိုးစလုံးအသုံးဝင်ပါတယ်နံပါတ်5ကတော့အပိုပစ္စည်းဝယ်ယူရလွယ်ကူခြင်းနံပါတ်1လေးကိုပြန်ပြီးဖြည့်ရှင်းပေးရမယ်ဆိုလို့ရှိရင်တော့110အင်ဂျင်ဖြစ်တဲ့အတွက်125တွေအတွက်စီစားတသားပါတယ်နံပါတ်2ကတော့အင်ဂျင်ကာဘာဖရိန်ဒန်ဝေစသဖြင့်ပါဝင်ပစ္စည်းအပိုင်းရတာအည်သွေးမြင်မာတဲ့ပစ္စည်းလေးတွေပဲအသုံးပြုပေးထားတာပဲဖြစ်ပါတယ် highway မှာဆိုလို့ရှိရင်လည်း110 engine ဖြစ်မဲ့ဖြစ်တဲ့အတွက်125 engine တက်ဘိန်းတွေနဲ့ရှင်စီးလို့ကိုရပါတယ်နံပါတ်3ကတော့ကျွန်တော်တို့ engine ကပူလာလေးတာပိုပါတဲ့အတွက်ရုံးဆွဲအားပိုကောင်းပါတယ်နံပါတ်4ဆိုလို့ရှိရင်တော့ဒီဒီဇိုင်းပိုင်းမှာဆိုလို့ရှိရင်လည်းလှပစွာဖြင့်တက်ဆင်ထားပြီးတော့အည်သွေးမြင့်အကြမ်းကံပစ္စည်းများကိုလည်းအသုံးပြုပေးထားပါတယ်နံပါတ်5ကတော့ကျွန်တော်တို့ကအပိုပစ္စည်းဝယ်ယူရလဲလွယ်ကူပါတယ်မှတ်ချက်လေးလေးနဲ့သတိထားမှာကတော့အပိုပစ္စည်းစင်းလုံးလေးတွေကတော့မြင်မပါတယ်အကြံလေးတွေပြုချင်တာကတော့ဒီဘိန်းလေးတွေကိုရိုးရိုးသေးသေးလေးနဲ့စီးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းမွန်ပါတယ်ခင်ဗျာ